ရှူပါရှူလွန်လေပြီးရဲ့ကာလတစ်ခုတော့ကတော့ဒီလိုနေ့တွေမှာပဲနေထိုင်ဖြစ်တယ်ဝါရောင်တွင်းနဲ့ငေးရနေတွေအပြာရောင်တိတ်နဲ့ရိတ်တွေကမေးရနေဝါရောင်တွင်းနဲ့ငေးရနေတွေအပြာရောင်တိတ်နဲ့ရိတ်တွေကမေးရနေဘယ်စီပဲထွက်ပြေးပြေးပါပျော်စရာနဲ့ငိုစရာနဲ့ပေါ့ဝါရောင်နေကြထွက်ပြေးရနေပြီပြာရောင်နေကြထွက်ပြေးရနေပြီတွေးငင်းပြေးရင်းမိပြန်တော့တချင်းတစ်ခွေစာရှိလာတယ်ပဲအခုလာမဲ့ April 1 ရက်နေ့မှာတော့အားလုံးနဲ့သူနားဆင်နိုင်မှုစီစဉ်ထားပါတယ်